င်းတာလို့ကောင်းကျိုးရတယ်မကောင်းတာလို့မကောင်းကျိုးရတယ်ဆိုအဲ့ဒါဝါလုံးတန်းပဲရှိသေးတယ်ဝါလုံးတန်းနော်သူငယ်တန်း KG တန်းပဲရှိသေးတယ်ဒါကံရဲ့အကျိုးမှာအနှိမ့်ဆုံးပဲနော်ဒီကံရဲ့အကျိုးနဲ့ပတ်သက်လို့နည်းနည်းလေးပြောပြမယ်ဟိုအဘိဓမ္မာသဘောအရာပြောရင်များသောအားဖြင့်ဇောက9တန်ဖြစ်လေရှိတယ်အဲ့ဒီ9ကြိမ်မှာပထမဆုံးဖြစ်တဲ့ဇောကိုနာမည်ပေးရင်ပထမဇောနောက်ဆုံးဖြစ်တဲ့ဇောကိုနာမည်ပေးရင်တတ္တမဇော9ခုမြောက်ဇောမလို့ပါလေတတ္တမဇော9တန်းကိုတတ္တမတန်းသုံးတယ်လို့ပဲနော်အလဲမှာကြံတဲ့5ခုကိုအလဲဇော5ချက်လို့ခေါ်တယ်ပြန်ပြောမယ်ပထမဇောတတ္တမဇောအလဲဇော5ချက်အဲ့လိုမျိုး3ခုရှိတယ်နော်ပြန်ပြောမယ်ပထမဇောသည်ဒီဘဝလှုပ်ရင်ဒီဘဝမှာပြန်အကျိုးပေးတယ်တချို့ကဒီဘဝလှုပ်တာတွေနောက်ဘဝမှာအကျိုးပေးတယ်ထင်တာမဟုတ်ဘူးပထမဇောသည်ဒီဘဝလှုပ်ရင်ဘာပြန်ကျိုးပေးဒီဘဝမှာအကျိုးပေးတယ်တတ္တမဇောသည်နောက်ဆုံးဇောသည်ဒီဘဝလှုပ်ရင်သေပြီးနောက်ဘဝမှာအကျိုးပေးတယ်တတ္တမဇောကဒီဘဝလှုပ်ရင်သေပြီးနောက်ဘဝမှာအကျိုးပေးတယ်နော်အလယ်ဇော5ချက်ကဒီဘဝလှုပ်ထားတယ်ဒီဘဝလည်းပြန်မပေးဘူးသေပြီးနောက်ဘဝလည်းမပေးသေးဘူးအဲ့ဒီနောက်ရဲ့နောက်ဆိုတော့တတ္တိယမြောက်ပေါ့တတ္တိယဘဝကနေနိဗ္ဗာန်မရောက်မချင်းအခွင့်သာတယ်လို့အကျိုးပေးတယ်သုံးပိုင်းနော်ကဲဒါဆိုသားတို့လှုပ်တဲ့ကောင်းသည့်ကံဖြစ်ဖြစ်မကောင်းသည့်ကံပဲဖြစ်ဖြစ်ဒီဘဝလှုပ်ရင်နှောင်မပေးမှလားဒီဘဝမှာရောပေးပိုင်ခွင့်ရှိလားဘယ်ဇောကပေးတာပထမဇောကပေးတယ်ဒီဘဝလှုပ်ပြီးနောက်ဘဝပေးတာတတ္တမဇောအဲ့ဒီနောက်ဘဝရဲ့နောက်တတ္တိယဘဝနေနိဗ္ဗာန်မရောက်မချင်းအကျိုးပေးတာအလယ်ဇော5ကျဲလို့ဒီလိုရှိတယ်နော်နောက်တစ်ခါပထမဇောအားအနေနဲ့ပြောရင်အ ਨੇ ဆုံးဒီဘဝလှုပ်ပြီးဒီဘဝပြန်ပေးတဲ့ဇောကပါလေအားအ ਨੇ ဆုံးမှတ်ထားနော်သူကနောက်ဘဝအထိမသိနိုင်ဘူးဇောဆိုတာလူပြေးတယ်လို့ပဲပြေးရင်တာထွက်စချင်းခြိလန်းဘာဖြစ်လဲအရှိန်အဟုန်မရှိသေးဘူးအားနေတယ်လို့ပြောတာဒါကြောင့်နောက်ဘဝအထိအကျိုးကိုသဲမသွားပဲနဲ့ဒီဘဝမှာပဲပြန်ပေးတာပထမဇောကအားနေတယ်လို့ပြောတာနော်နောက်ဆုံးဇောကျတော့အရှိန်ကောင်းတာပန်းဝင်မှာစောင့်ဝင်တယ်လို့စောင့်ပြေးတယ်လို့ပဲတတ္တမဇောကအားအကောင်းဆုံးနောက်အလယ်ဇော5ချက်အားအလယ်အလတ်တာဝေးပြေးတဲ့လူတွေကြည့်ပေါ့စထွက်တော့ယုံတော့ယုံထွက်လိုက်တယ်ဒါပေမဲ့ तू ကအရှိန်မရသေးတော့ဒါတော့မမြန်ဘူးအလယ်ကျမှန်ပြေးတာပန်းဝင်ကနေကျမှစောင့်ပြေးတာအဲ့သဘောပဲနော်အလယ်ဇော5ချက်ကဘာလဲအားအလယ်အလတ်စွမ်းအားကိုပြောတာနော်ပထမဇောကဘာလဲအားအနည်းဆုံးတတ္တမဇောကအားအကောင်းဆုံးအလယ်ဇော5ချက်ကအားအလယ်အလတ်နော်